တောင်ကိုရီးယားနဲ့ Czech Republic ဒီပွဲစဉ်ကတော့ကမ္ဘာဖလားဒုတိယပွဲစဉ်ဖြစ်မနက်ဖြန်အစောမှာကစားသွားမှာဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါကျွန်တော် link tab ဖြစ်ပါတယ်မနက်ဖြန်ခင်းမှာကစားမယ်ဒီပွဲစဉ်ကြောင့်ကိုကျွန်တော်ပွဲကြည့်သုံးသက်ချက်လေးလုပ်ပေးသွားချင်ပါတယ်ခင်ဗျတောင်ကိုရီးယားကဆွန်ဟောင်းမင်းဦးဆောင်လာအောင်မှာပဲဖြစ်ပြီးတော့ကြတော့အရန်ကြီးတော့အားရစရာကောင်းတဲ့အခြေအနေမျိုးမဟုတ်သေးဘူးခင်ဗျဒီအသင်းကအရင်နှစ်တွေတည်းကပေါ့နော်စ조사အားထုတ်မှုကောင်းတယ်ဇာသမားတူးချင်းစီကပွဲချိန်ပြည့်အင်တိုက်အားတိုက်လှုပ်အားနှုတ်အပြည့်ကိုသုံးပြီးတော့ပွဲစဉ်တိုင်းကိုကစားတတ်တယ်ပေါ့နော်ဒါပေမဲ့တိုက်စစ်လမ်းကြောင်းစတင်ပုံတွေကတော့အရန်ကိုအားနေပြီးတော့အရန်ကိုရိုးစင်းတာမှုထိရောက်မှုပိုင်းလဲကျွန်တော်သိပြီးတော့ရှိတယ်လို့မထင်ဘူးဗျတစ်ဖက်ကပေါ့နော် Czech Republic ကလည်းကစားဖို့အရန်ကြီးကောင်းနေတာမျိုးမဟုတ်ဘူးတော်တော်လေးအုပ်စုချောင်းနေလို့ဒါဒီအဆင့်ကိုတက်လန်းလာနိုင်ခဲ့တာပါသူတို့အဆုံးဖြတ်ပွဲစဉ်တွေမှာဆိုရင်ဒိန်းမတ်တို့ယူကရိန်းတို့နဲ့ကစားခဲ့ရတယ်သူပွဲချိန်ပြည့်ခန်းစစ်မှာပဲပိတ်ဆို့ကစားနေပြီးတော့တံမြတိုက်စစ်တွေကနေအထူးသဖြင့်ပေါ့နော်သူတို့အဓိကအားထားတဲ့ set piece တွေတောင်ပန်းကနေဖြတ်တင်ဘောတွေဒီအပိုင်းတွေကနေသူခွင့်ရည်တွေရအောင်ယူခဲ့ပြီးတော့သွင်းကိုတွေရှာဖွေနိုင်ခဲ့လို့သာရှေ့စပွဲအောင်ခဲ့တာလို့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ဆိုတော့တိုက်စစ်ကစားပုံအရန်ကြီးစိတ်ချရတဲ့အသင်းအရန်ကြီးမျှော်လင့်ထားလို့ရတဲ့အသင်းနဲ့မဟုတ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲစဉ်ကိုတစ်ဖက်တကိုးစီလောက်နေပဲအဆုံးသတ်သွားမယ်လို့ထင်ပါတယ်ခင်ဗျမင်္ဂလာပါဆိုကမ္ဘာ့ဖလားပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ပွဲကြိုသုံးသက်ချက်တွေကိုကျွန်တော်ရဲ့ဒီ TikTok နဲ့ YouTube Channel မှာနေ့စဉ်ကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီ TikTok နဲ့ YouTube Channel လေးကို follow လုပ်ပေးထားကြပါအောင်ဒီတောင်ကိုရီးယားနဲ့ Czech Republic တို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ brother တို့ဘယ်လိုမြင်လဲဘယ်လိုမျိုးပြီးဆုံးသွားမယ်လို့ထင်လဲ comment မှာဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် link tab ဖြစ်ပါတယ်